ကျွန်တော်တို့မနေ့အဲ့လိုသွားနေတဲ့လမ်းမကြီးကိုပွဲရပါတော့ခုຫນွေဥရာတီဆိုတော့ကိုရီးယားနိုင်ငံမှာຫນွေရာတီဒီမှာပန်းနေတစ်ပင်နေပွင့်တာပေါ့နော်ဒီမှာလမ်းဘေးမှာပန်းနေရန်လာဒီနားမှာအကွေ့ပေါ့နော်ဒီနားမှာကျတော့ဒါခုလွမ်းနေတယ်လို့ပဲဒီမှာအပြင်မှာဖုန်းထဲမှာအကန်တာနဲ့မလို့ညီကွင်းကန်တာနဲ့မလို့ဒါလမ်းမကြီးထဲပြောင်းဝင်နေတယ်တောတွေကြော်ပြီးတောင်ကိုဖြတ်တယ်ဆိုကိုရီးယားအလုပ်တိုက်ခန်းတွေကအရန်လာတယ်အမမောင်လေးတယောက်မောင်လေးတယောက်လည်းလမ်းလျှောက်နေလမ်းတွေတကယ်လာတယ်နော်ကိုရီးယားတွေကပန်းလေးတွေပွင့်နေပြီဆိုတော့ရှယ်ရီပန်းလို့ပါလို့နဲ့အဲ့ဒါပါပန်းလည်းတော့မသိပွင့်ခုမြင်နေရတဲ့ကားအဝါရောင်နေတယ်ကျတော့ဂျူပူကားပေါ့သူတို့နိုင်ငံမှာအဲ့ဒါအဝါရောင်ရဲ့ပုံစံဆိုအကုန်လုံးဂျူပူကားတွေကားတွေလမ်းမကြီးပြီးမှရပ်ထားတယ်လူတွေတိတ်မရှိဘူးနော်ဒီမှာစောက်ဦးအဝါရောင်မှန်သမျှတော့စာတင်ကျောင်းတွေပေါ့နော်စာတင်ကျောင်းတို့ဘာလို့ဆိုဒီလိုအဝါရောင်လေးတွေလှုပ်ထားပြီးအဝါရောင်လေးတွေဒီပဲဒေတာမီးပွင့်ရင်ပါလဲတော့မတည်အဝါရောင်လောက်ထားတာကျောင်းနဲ့နီးလို့ထင်တယ်ပန်းလေးတွေပွင့်လာရန်လာနော်ဒီမှာကြောက်ဆယ်မြို့နဲ့တူတယ်ကြောက်ဆယ်ပန်းလေးတွေအရန်လာနေတယ်ဒီလိုပန်းလေးတွေအရန်လာလောက်တယ်မရောက်ခင်ဒီမြင်ကွင်းလေးတွေမြင်ပြီးတော့မှအမောတွေပါပြည်သွားတယ်လမ်းဘေးဝဲရတယ်ဆိုတော့တနက်မြပြန့်ရှိတယ်ကိုရီးယားလမ်းလေးတွေတိတ်ရတယ်လမ်းပုံထဲမှာပဲအတူတူဒီမှာပဲလာတာပေါ့ရန်လာလိုက်တဲ့နဲ့အမိုးကြီးလမ်းပြီးဝဲရမဆောင်တွင်းမှာဆိုတော့ဒီပြင်းနေတယ်ဒီပင်လေးတွေဝါပင်လေးတွေဘာမှတယ်လေမှာလမ်းမကြီးကားမတိုင်ချစ်စရာလေနော်ချစ်စရာကားမတိုင်လေးတွေရတယ်ဒီပွင့်လေးတွေအဝါရောင်စာတင်ကျောင်းနဲ့နီးလို့အဝါရောင်လောက်တာလားတော့မသိဘူးအမအဝါရောင်လေးတွေအဆောက်အဦအဝါရောင်တွေများတော့ဖြစ်တော့စာတင်ကျောင်းပေါ့ဒါဆိုတော့စာတင်ကျောင်းတော့မဟုတ်ဒါစာတင်ကျောင်းလေးတိုက်ခန်းလေးတွေကအတက်ရတယ်ပြင်မှာဘိုးစားတွေပါလမ်းထားတာဒီမှာပေါင်လာလို့ဘိုးစားတွေပါလမ်းထားတာမရှိဘူးကိုရီးယားတိုက်ခန်းတွေပါတက်ပြတ်Finalmente hoy en el maratón lo han dado con maratón,